ဒီနေ့တော့ audio ဈေးကွက်မှာတွေ့ရခဲ့တဲ့အမှန်ကန်ရှားပါး speaker တစ်လုံးနဲ့စတင်မိတ်ဆက်ပြရမယ် audio ဈေးကွက်မှာတော့တော်တွေ့ရခဲ့တဲ့တစ်စိတ်ပါ Compose C1POS ဆိုတဲ့ဒီစိတ်နဲ့ဂျပန်ကွန်တိန်နာဘက်ကဝင်တဲ့အလုံးလေးဖြစ်ပါတယ်ဘုံဘော်ကြီးကအစဝိတ်ပါပြီးတော့လေးနေနေတာဘုံကလည်းအကျစ်နဲ့ဘာလို့မကောက်ဘူးအတန်အတွက်စနစ်ကလည်းသူကfrequency ကို60နဲ့2000 MHz နဲ့ထားတာဆိုတော့အတန်လုံးကြီးထွက်တဲ့ speaker မျိုးသာဖြစ်ပါတယ်ဝက်ကတော့30ရှိပြီနဲ့လေတာမန်အန်ဒီဒီနဲ့ဆိုရင် base ကဒီကျွန်တော်တို့ရွာပေါ်ပစ်တန်ကတုတ်မှာတော့ကောင်းအလုံးမလုံးတာကိုတော့တွေ့ရပါတယ်။နည်းနည်းလေး amplifier ကိုချက်ဆက်ဖို့ကောင်းတဲ့ဟာလေးတွေနဲ့ဖွင့်มาလာတယ်။ base ကတော်တော်လေးကိုတီတာလှုပ်တာတွေ့ရပါတယ်။ပြောမယ်ဆိုရင်တော့အန်ကောင်းနဲ့တွဲဖွင့်လိုက်မှာ base ကအရသာရှိနားတယ်ကိုခံစားရတာပါ။နောက်ပြီးတော့နောက်ကဘုံဘော်ဒီရဲ့နောက်မှာလည်းချိတ်ဖို့ကလစ်တာမျိုးစားလည်းပါပါသေးတယ်။သူက two-way speaker အမျိုးအစားဖြစ်ပါတယ်။အိမ်အောင်30 watt speaker size ကတော့6လက်မအခေါ်ပေါ့ဗျာ။တကယ်တမ်းတိုင်းရင်တော့ 5.5 ပတ်ချလဲရှိပါမယ်။ Made in Japan နဲ့လာပါတယ်။ဝယ်ယူခြင်းလည်းဆိုခဲ့ရင်099488နဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါအသေးစိတ်အချက်လက်တွေကိုထပ်မံပြီးတော့ပြောပြပေးသွားပါမယ်အိမ်ဆိုင်မှာလာပြီးတော့တိုင်းရိုက်ဝယ်ခြင်းနဲ့ဆိုရင်တော့စကိုင်းရွာတိကြီးမှာလာရောက်ပြီးတော့ဝယ်လို့ရပါတယ်